ကျွန်တော်တို့အားလုံးအရင်ကပြောမှုကြပါတယ်ငါလေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိဘူးဆိုပြီးတော့ပေါ့မိသားစုအလုပ်ကြောင်းတွေနဲ့ငါအရန်အလုပ်များနေတယ်လို့လည်းပြောတတ်ကြပါတယ်တကယ်မေးခွန်းကတော့ဒါပါပဲတန်မာပြီးအစီမရှိတဲ့ခန္ဓာကိုယ်တစ်ခုတိဆောက်ဖို့အတွက်တကယ်ပဲနာရီပေါင်းများစွာလေ့ကျင့်ခန်းလုပ်ဖို့လိုအပ်သလားဒါမှမဟုတ်တစ်နေ့ကိုမိနစ်30ဆိုရင်ကောလုံလောက်နိုင်မလားဒါကိုပဲဒီနေ့မှာကျွန်တော်တို့အသေးစိတ်ခွဲခြမ်းစိတ်ခါသွားမှာပါဘာကြောင့်လူအများစုကကြံ့ခိုင်ရေး fitness ဆိုတာအချိန်ကြာကြီးပေးရတယ်လို့ထင်နေကြတာလေလူအများစုကကြံ့ခိုင်ရေးဆိုတာအဆုံးမရှိပင်ပန်းပန်းလှုပ်ဆောင်ရတဲ့အလုပ်တစ်ခုလို့မြင်ကြပါတယ်နှစ်နာရီကြာလေ့ကျင့်ခန်းလုပ်ရတာမျိုးချွေးတစ်လုံးလုံးနဲ့လေ့ကျင့်နေတဲ့မြင်ကွင်းမျိုးတွေနဲ့အပြေအဝလုပ်နိုင်မှလုပ်မယ်မလုပ်ရင်လုံးဝမလုပ်ဘူးဆိုတဲ့အတွေးမျိုးတွေပါဒါပေမဲ့အဲ့ဒီလိုမြင်ကွင်းကခင်းနောက်ကျသွားပါပြီအမှန်တရားကတော့အချိန်တိုတိုနဲ့အာရုံစိုက်ပြီးလုပ်တဲ့လေ့ကျင့်ခန်းတွေကအထူးသဖြင့်ကိုလေးချိန်3လေ့ကျင့်ခန်းတွေ calisthenicsတင်ထင်ထားတာထက်ပိုပြီးရလက်ကောင်းတွေပေးနိုင်ပါတယ် calisthenics လုပ်ဖို့အတွက် gym and game ကိုသွားစရာမလိုသလိုဈေးကြီးတဲ့ပစ္စည်းကိရိယာတွေဒါမှမဟုတ်နေရာကျဲကြီးလဲမလိုပါဘူးတင့်ခန္ဓာကိုယ်တန်းတစ်ခုနဲ့မိနစ်30စာစိတ်ပိုင်းဆိုင်ရာဂတိကဝတ်ရှိရင်ရပါပြီပြီးတော့ကြည်ပါတင်ကအလေးမနာကိုအယူမှုဝါသနာပါသူဆိုရင်တော့ဒီအချက်တွေကတင့်အတွက်အကျုံးဝင်ပါတယ်သိပ္ပံပညာကလည်းဒါကိုထောက်ခံထားပါတယ်တကယ်တမ်းဘာကအရေးကြီးတာလဲအသက်ရှည်ကျန်းမာဖို့လားဒါမှမဟုတ်ကြည်ကောင်းဖို့လားမိခွန်းကိုအပိုင်းတစ်ပိုင်းခွဲလိုက်ရအောင်ကျန်းမာရေးနဲ့ခန္ဓာကိုယ်အချိုးအစားဆိုပြီးတော့ပါကျန်းမာရေးပိုင်းကိုအရင်ကြည့်ရအောင်2002ခုနှစ်ကလေ့လာမှုတစ်ခုမှာလူပေါင်း2,600,000ကျော်ကိုစောင့်ကြည့်စစ်ဆေးခဲ့ပါတယ်။အဲ့ဒီလေ့လာမှုအရတစ်ပတ်ကို30မိနစ်ကနေ60မိနစ်လောက်ပဲကြွတ်သားတန်မာစေတဲ့လေ့ကျင့်ခန်းလုပ်တာတော့ဟုတ်ပါတယ်။ဒီနေ့ကိုမဟုတ်ပဲတစ်ပတ်ကိုပါနှလုံးရောဂါကင်ဆာနဲ့သေဆုံးနိုင်ခြင်းနှုန်းတွေကိုလျှော့ချစေတာတွေ့ရှိရပါတယ်။ဒါဟာအင်မတန်အကျိုးသက်ရောက်မှုကြီးမားပါတယ်။